မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့ညအပူချိန်အခြေအနေများမှာချင်းပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာဇန်နဝါရီလရဲ့ပုံမှန်ပူချိန်တို့အောက်2ဒီဂရီဆယ်စီယပ်လျော်နေခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ဇန်နဝါရီလရဲ့ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူးခြားတဲ့ညအပူချိန်များမှာဟာခါမြို့မှာအနောက်3.6ဒီဂရီဆယ်စီယပ်ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့မှာ2.8ဒီဂရီဆယ်စီယပ်ဟဲဟိုးမြို့မှာ3.3ဒီဂရီဆယ်စီယပ်လွိုင်လင်မြို့မှာ3.4ဒီဂရီဆယ်စီယပ်တေးတိမ်မြို့မှာ4ဒီဂရီဆယ်စီယပ်ပူတောင်မြို့မှာ4.6ဒီဂရီဆယ်စီယပ်မိုင်းယန်းမြို့မှာ5ဒီဂရီဆယ်စီယပ်ပင်လောင်းမြို့မှာ9.4ဒီဂရီဆယ်စီယပ်တီဘောမြို့မှာ9.5ဒီဂရီဆယ်စီယပ်နဲ့နောင်ချုံမြို့မှာ6.6ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်။မုန်တိုင်းငယ်သတင်းမုန်တိုင်းငယ်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်73နာရီတိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ရင်းနှံဆက်ဆက်လျက်ရှိတဲ့အီကွေတာနီးအရှေ့အိန္ဒိယသမုဒ္ဒရာတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရဝဟာတိတိတတ်တာရွေလျားခြင်းမရှိဘဲပုံမအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်650မိုင်ခန့်တီရီနိုင်ငံထရီကိုမာလီမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်435မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံပူရူချယ်ရီမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်615မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်ဆင့်ဟုသတ်မှတ်ပါတယ်။မုန်တိုင်းငယ်ရဲ့တီနီယာဗဟိုချက်လေပြင်းအားနဲ့လေတိုင်နှုန်းအဆိုပါမုန်တိုင်းငယ်ဟာမြန်မာစံတော်ချိန်73နာရီချိန်မှာမြောက်လက်တီကျူ9ဒီဂရီနဲ့အရှေ့လောင်ကြီးကျူ89.5ဒီဂရီမှာရှိပြီးဗဟိုချက်လေပြင်းအား1006ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းမှာတနအီကိုမိုင်30နှုန်းခန့်ဖြစ်ပါတယ်။နောက်48နာရီအတွင်းခန့်မှန်းချက်အဆိုပါမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့နေ့လယ်တနအီခွဲချိန်မိုးလေဝသဂျိုးတို့မှဖတ်အောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လေပိုင်းမှာတိမ်အထက်အထင်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသများမှာတိမ်အနှဲငယ်မှာတိမ်အထက်အထင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေများပုံရတရုတ်ပြည်မှာကြီးမှာတွယ်ထန်းထိုးဆင်းလာတဲ့လေပြင်းများပေါင်တဲ့ဟာမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုတိုးဝင်နေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းအသင့်အတင့်ရှိပါမယ်။လိုင်းမြင့်မှာမြမကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်အထိခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာအများအားဖြင့်တာယာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတိမ်အထက်အတင်ဖြစ်တော့မှာမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ
နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်အနှဲငယ်ဖြစ်တော့မှာမယ်။အနေဆန်းပူချိန်မှာ15ဒီဂရီဆဲလ်စီယပ်59ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ31ဒီဂရီဆဲလ်စီယပ်88ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတိမ်အနှဲငယ်ဖြစ်တော့မှာမယ်။အနေဆန်းပူချိန်မှာ18ဒီဂရီဆဲလ်စီယပ်64ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆဲလ်စီယပ်90ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အနေဆန်းပူချိန်မှာ14ဒီဂရီဆဲလ်စီယပ်58ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ31ဒီဂရီဆဲလ်စီယပ်88ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာညအပူချိန်များအနည်းငယ်ညွှန်နေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်း2နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ။